တင်မတူလေကျမကိုနှောက်ရှက်မှမကြံနဲ့နော်ကိုပါညူမီရဲ့ကိုတက်ညူမီဒီမှာလာဆောက်နေလားယင်ဒါပေါ့ညူမီရဲ့ညူမီလာမဲ့လမ်းမှာဒီလိုမျိုးစောက်တာဆိုလို့ကိုတက်ကလွယ်လို့တခြားကောင်ရှိသေးလားဒါမဲ့ကိုတက်ရဲ့ကိုရွတ်တိသွားမှာမကြောက်ဘူးလားယင်မင်းကိုဇိုးတွေလူမိုက်တွေဆိုတာကိုတက်သိတယ်မင်းကိုကဇိုးတယောက်ဖြစ်နေလို့ငါမင်းအချက်ကိုမရဘူးဆိုရင်ငါဒီတက်ဘယ်လိုလုပ်ရတော့မှာလဲအေးအဲ့တော့မင်းကိုကြောက်တဲ့စိတ်တွေငါ့ရဲ့နှလုံးသားတွေနဲ့ဖိထားလိုက်အဲ့တော့သူလဲလူကိုလဲလူပဲလေကြောက်เสียပါရှိလို့လေညူမီဟုတ်တယ်မလားဟာပေါ့ကိုတက်ရဲ့ဟဲ့ရသူလဲလူကိုလဲလူဆိုပြီးသွေးသားချင်းတူပေမဲ့တက်သိချင်းမတူဘူးကွာမင်းအသက်ပြောက်ပြီးအလောင်းမပြောက်ချင်တာလားဟာလားကိုချမ်းခမည်းဇိုးဆိုတာကြုတ်သိတယ်ဒါပေမဲ့ကြောက်ဘာကောင်လဲဆိုတာတော့ခမည်းကဘယ်သိအောင်ပါလဲခမည်းဇိုးတယောက်ဖြစ်လို့ဇိုးညင်းမအောင်မကြိုက်ရအောင်မချစ်ရအောင်ဆိုရင်ဒီတက်ကျုပ်သူ့အချင်းနဲ့ဝေးသွားမှာပေါ့ဒီမဲ့ခမည်းနားလည်လိုက်စမ်းပါအပြိုလူပြိုချစ်တာဗျာဟုတ်တယ်မလားကျောက်ကလည်းအပြိုသူကလည်းလူပြိုဟာမှားနေတယ်လေကိုတက်ကလူပြိုညိုမီကအပြိုဘယ်နဲ့ကိုတက်ကအပြိုဖြစ်ရလဲဟုတ်တယ်သူကလည်းအပြိုကျောက်ကလည်းလူပြိုအပြိုလူပြိုချစ်တာဗျာသူလည်းသဘောတူတယ်ဘာဖြစ်လဲဟဲ့သူသဘောတူပဲငါသဘောမတူဘူးအဲ့ဒါဆိုခမည်းကျောက်ကိုဘာဖြစ်ချင်လဲဘာလုပ်ချင်လဲပြောဗျာဟာကဲကွာဟာကဲကွာဟဲ့ကောင်တော့လည်းဘာမှမရှိဟာကောင်ဘာလဲကွာဟဲ့မင်းကရိုက်တာကွာယောက်ျားလိုမှမရတယ်မပေးသားမင်းတီလို့အားနဲ့ပါလို့ရိုက်လေကွာအဲ့လိုရိုက်လေကွာကြိုက်စားဟာမင်းကိုထုံးနေမရဘူးဒါနဲ့ခုံမယ်ကွာဟဲ့အာဟဲ့ဒီမဲမင်းဒီသားနဲ့လေဒီလိုရှင်းအောင်ဘာမှမရှိဘူးကွာသိလားရောဟဲ့သိလားရောဟမ်အေးမှတ်ထားတုတ်ပြီးဓာပြီးငါတတ်ဆိုတာငါပဲမဲအိတ်တော့ကိုယူလိုက်အယူဟာရိုက်လေငါ့ကိုရိုက်မင်းရိုက်ချင်တယ်မလားရိုက်လေရောဘာကြည့်နေဟဲ့ရိုက်စမ်းရောရိုက်ဟဲ့ငါ့ကိုရိုက်စမ်းရောရိုက်ဟဲ့ရိုက်ဟဲ့ဘာလဲငါအိမ်မမနေတာအိမ်မက်ဖိုင်မက်အိမ်မထဲမှာငါတုတ်ပြီးဓာပြီးရေရောငါ့ကိုဓာနဲ့ခုတ်တာငါမသိဘူးပြီးတော့ငါ့ကိုတုတ်နေနေရိုက်တာငါဘာမှဖြစ်ဘူးဗျငါတကယ်ပဲငါအိမ်မထဲအတိုင်းငါစောနေပြီလားမသိဘူးကိုကြီးအိမ်မက်တော့ထူးဆန်းနေဒီထူးဆန်းနေရဒီလိုလုံးလိုက်ကွာဟဲ့မင်းကရိုက်ကြည့်ရတယ်ကျင်းတည်နော်ကျင်းနေရမင်းဘာလို့မပါရတယ်ကိုကြီးပဲရိုက်ဆိုမင်းပါရခင်တော့မဟုတ်ဘူးလေတုတ်ပြီးဓာပြီးဆိုတော့မင်းကတုံးနေရိုက်ခိုင်းတာဗောတုံးနေရအေးလေဟဲ့မင်းကတုံးနေရဟိုတော့ဟိုမရှိပြန်လာဟာရဟဲ့ငါဘာဖြစ်လဲငါမနာဘူးရောမနာဘူးအေးမနာပြန်ဘောင်းရိုက်တာတော့ဘင်းနာလားနားတယ်ဗောဗျမင်းနာတယ်နားတယ်ဗျငါမနာဘူးရောမကြည့်အဲ့လိုစွာနေတော့ပြီရောစွာနေတော့မင်းကရိုက်ကြည့်တယ်ကျင်းတည်နော်ကျင်းတယ်ပါလေရိုက်စမ်းပါချချဟာကိုဟာငါတော့အမှုပတ်ပြီးထင်ပါတယ်ကွာကိုကြီးဟာသွားပြီကိုကြီးအမနေဟိုသတင်းကြပြီဘာသတင်းလဲမောင်လေးဘာသတင်းရမှာလဲငါတက်လေအိမ်မက်ထဲမှာဒုတ်ပြီးဓာပြီးတယ်ဆိုပြီးသူ့ညီကိုခေါင်းရိုက်ခွဲခိုင်းတာလေအဲ့တော့ဘာဖြစ်ရမှာလဲအခုသူ့ညီကတကယ်ရိုက်လိုက်တော့ငါတက်ဆေးရုံတင်ထားရတယ်တဲ့ငါတက်နဲ့ဟဲ့အုံတော့မရှိဘူးလားအိမ်မက်ထဲမှာဒုတ်ပြီးထားပြီးတယ်ဆိုရင်အပြင်မှာပြီးမလားဒါနဲ့နေပါဦးတချို့လေဒုတ်ပြီးထားပြီးဖို့ဆိုရင်လေစုပ်တို့အင်းတို့ဆေးတို့ထိုးရင်လေဒုတ်ပြီးထားပြီးတယ်နော်အမအဲ့လိုစုပ်တွေဆေးတွေအင်းတွေပေါင်းရင်တကယ်ဒုတ်ပြီးထားပြီးလားဟဲ့ပြီးတယ်လေဟိုဘာလို့ရွာကလေဘာကြီးတောင်သိတယ်မလားဘာကြီးတောင်သိတယ်လေအေးဘာကြီးတောင်ကလေစုပ်တွေအင်းတွေထိုးတာတော့ဒုတ်ပြီးထားပြီးနေတာလေဩဒါနဲ့အဲ့ဒီဘာကြီးတောင်သိပြီလေ
ဒုတ်ပြီးတားပြီးတယ်ဆိုဘာကြီးတော့ဘာလို့တည်တာတော့ အဆိုင်ဦးသက်ပေါက်ပြီးသေးတာ ဘာဆိုင်လို့လဲ ဟဲ့ဆိုင်တာပေါ့အဆိုင်ဦးသက်ပေါက်မှတော့ခွက်ဆက်ခဲနဲ့မဝင်ရဘူးလား ဝင်ရတယ်လေ သူကဓာပြီးနေတယ်လေဓာပြီးတော့ခွက်စိတ်ဓာမတိုးဘူးလေအဲ့တော့သေးတာပေါ့ အေးဒါလည်းဟုတ်တာပဲနော်ဟိုအမဟိုကျွန်တော်လေဒုတ်ပြီးတားပြီးကျင်တာလीဘာဆောင်ရင်ကောင်းမလဲ ငုံဆောင် ငုံပြုတ်နေရမယ်ငုံပြုတ်ဩအမမဟုတ်ဘူးလေဂျိုးမတေဦးဂျိုးမတေဦးအမလေ ငါလည်းမေ့လို့ အမပြောတယ်လို့စုပ်တီစီးတီအင်းနေပေါက်ရင်ဒုတ်ပြီးဓာပြီးတယ်ဆိုတော့ကျွန်တော်အဲ့ဓာတွေဘယ်သွားထိုးရင်ကောင်းမလဲကျွန်တော်အရင်ထိုးပေးစရာကျွန်တော်လေးဒီဒုဘီဒါဘီစိတ်ထိုးကျင်လို့လိုက်စုံစမ်းနေကြာလိုက်ပြီစရာနော်အဲ့တော့ကျွန်တော်အရင်ထိုးမယ်နော် အဲ့လိုလုပ်လို့ရမှာပေါ့ငါရင်ရောက်တာငါရင်ထိုးမှာ ဟုတ်ငါစုံစမ်းနေကြာ ငါထိုးမှာကျွန်တော်ထိုး ရေရေတော့မင်းတို့ညဘဒူပဲရင်ရောက်ဘဒူပဲနောက်မှလာငါအာယုခံလိုက်အောင်မယ်ကွာလေအေးငါတက်ကြအေးငါတက်ကြတယ်ဆရာထိုးမယ်ကျွန်တော်ထိုးမယ် ကျွန်တော်ရင်ထိုးလိုက် မင်းနောက်စုံစမ်းမှာငါထိုးမှာ ငါလည်းအရေးကြီးတယ်ထိုး ဟဲ့လေ မရှင်းထိုးမလို့ မင်းကဘာလို့အတင်းထိုးကျင်နေရတော့ မရဘာထိုးကျင်တော့ လင်းကအား200 လင်းကအားနေရတဲ့ဆရာ မင်းတို့ရကွာဒီနေရာဘာမှမနေလို့လေ ဘာလဲ ဘယ်နေရလဲဆရာမသိဘူးတကောက်ထိုးမယ်ဆိုလေဒါနှလုံးတိုင်းလား ဟုတ်ဘူးက မဟုတ်ဘူးလေစေးပေါက်တယ် အေးစေးပေါက်တာလေဟိုဆရာကြီးကဟိုဒုတ်ပြီးတာပြီးစေးတွေကိုထိုးပေးတဲ့ဆရာကြီးဆိုတာ ဟုတ်တယ်လေ ဆရာကြီးပါကျဲနော် ဟုတ်တယ် ဟုတ်တယ်ဆရာကြီးပါကျဲ ဟုတ်တယ်လေ ကဲမင်းတို့ကဘဒူရင်စထိုးမှာ ကျွန်တော်ရင်ထိုးမှာကျွန်တော်ရင်ထိုး ငါထိုးမယ် မင်းကဘာလို့အဲ့လောက်ထိုးကျင်နေရတော့ ငါမအကြောင်းရင်းရှိတယ်ကွာ ဘာလဲမင်းကြောင်ရင် ငါဒုတ်ပြီးတာပြီးစေးထိုးရတဲ့အကြောင်းရင်းကငါသိချစ်တဲ့ညုံမီ ညုံ ညုံမီရဲ့အကိုကြီးကလူမိုက်ဇိုးတွေဆိုတော့ငါဒုတ်ပြီးတာပြီးစေးကိုထိုးမှသူတို့နောင်ငါကတ်ရဲမှလေ ဖះဖះလှုပ်လိုက်မယ်နော်ဖះညုံမီကငါချစ်သူလေငါချစ်သူလေ ညုံမီကမေးချစ်သူဒီသွားကြီးနဲ့သွားကြီးနဲ့ သွားနဲ့ချစ်တာနဲ့ငါချစ်သူနဲ့ဘာဆိုင်လို့လဲ ဆိုင်တာပေါ့ကွာညုံမီကိုမင်းရေးစကားတော့ပြောမယ်ရေးစကားတော့ပြောတော့မင်းသွားခေါ်ပြီးကျင်းနေတယ်ဆိုတော့ထွက်မှာပေါ့ကွာ ညုံမီစင်တာပေါ့ဟေးသွားနဲ့ချစ်တာနဲ့ညုံမီကိုချစ်တာနဲ့ဘာမှမဆိုင်ဘူး အဲ့ဒါမင်းတင်မှာရန်သူဖြစ်သွားလိမ့်မယ်နော်ရ ရံမဖြစ် မင်းနဲ့မင်းဆွမ်းသားနဲ့မင်းညုံမီကိုရအောင်လိုက်ငါလည်းငါဆွမ်းသားနဲ့ငါညုံမီကိုရအောင်လိုက်မယ် ပြီးရော ညုံမီ ရှင် ဆရာလည်းရှင် မင်းကွာဒီနေရာဘာမှမနေတယ်ကွာ ဘာနေရလဲဆရာ ပစိမ့်သားမှနေတာ ငါဟုတ်ကဲ့ပါဆရာငါတင်းနဲ့မှတ်နေ မှားသွားလို့ပါဆရာမှားသွားလို့ပါဆရာ ရုပ်ပြဆိုတော့ဆရာကိုလေ9ယောက်နဲ့အန်ဒီထင်သွားလို့ပါ ဆရာမစော့ကားနဲ့လေ နေတော့ငါစိမ့်နှလို့ပြောတာဟုတ် ဖျောက်လေ ဟုတ်ကဲ့ ဆရာဆရာ နဲ့90ရှိပြီနော် ဟုတ်ကဲ့ဆရာ ငါဆေးဖော်တာ အော်နင် တကူမှမအောင်ဘူးကွာ နေ50ကျော်ကြီးဆွေးပေါ်တာတခုမှမအောင်မနဲ့ဘာလို့ငါတို့စောင့်လေးပေးထိုးကြတော့သွားမယ် ဟေးနေဦးနေဦးအခုငါဖော်ရတဲ့ဆေးကတစောင်းမုံလာပြီးညမှာဖော်ရတဲ့တွေ့ဒီဆေးကတော့တော်တော်စွမ်းမဲ့ဆေးပဲကွာ တစောင်းမုံလာပြီးနေညဆိုတာဆရာနက်ကတ်တာရ စုံနေည အဲ့ဒီညမှာဖော်ထားတဲ့ဆေး ဖော်ရတဲ့ဆေး ကြောက်တယ်ကြောက် တော်တော်စွမ်းမဲ့ဆေးနော် ဆရာအဲ့လိုထိုးမယ်ဆရာထိုးမယ်ဆရာကျွန်တော်ဆရာသိတဲ့ရပေးမယ် ကျွန်တော်350ပေးမယ် ကျွန်တော်200ပေးမယ်ဗျာ ကျွန်တော်300ပေးမယ် ကျွန်တော်400ပေးမယ် ကျွန်တော်600ပေးမယ် ကျွန်တော်800ပေးမယ် မင်းတို့ဘလူရင်ထိုးမှာပြော တာတိုင်းတို့ဆရာကြာလို့ဆရာဒီမဲ့10သိန်း1000အရှင်ပေးလိုက်မယ်10သိန်းပြိုတဲ့ပုံစံကြီးလေးပါကျဲရုပ်ကြီးပေါက်သွားတယ်ဟုတ်တယ်ဟုတ်ကဲ့ ဟိုမှာနဲ့ ဟုတ်ကဲ့ဟိုဘက်လှည့်ပြီးတော့ ကုန်း ကိုဖေဝါတက်ဆိုင်လိုက်နော်ဆရာဘာလို့ဖင်ကုန် ကြောက်ကုန်းလိုက်တာကွာ အော်ကြောက်ကုန်းကုန်း ကြောကုန်းခိုင်းတာ ကြောက်ကုန်းပြီးအိတ်ချော့ အေးချော ချွတ်မြန်ချွတ်လောက်ကွာမင်းပြီးငါထိုးမှာမြန်ချွတ် စက်တီရထိုး ဘာဖြစ်တာတော့ လေကောဆင်းထိုးလိုက်လို့ဆင်းသွားပြတာလေ အော်ဆေးထိုးလို့ဆေးသွမ်းပြလို့အော်ဟိုမှာဆေးမွေတုံးရှိတယ်မင်းတစ်သက်မှမတင်ရသေးဘူး ဆက်မွေတော့လား မွေတော့နေ စောက်လို့ကိုရှုပ်တာပဲဟေး လို့တခြားတော့ဆေးသွမ်းပြလို့ရည်တာလား ရာလို့ရီရ အော်ဆေးသွမ်းပြလို့လောက်ပါ တော့တော့ဂလိတို့တဲ့အတိုင်းပဲ တောက်တာ ဟုတ်ကဲ့ ဟုတ်ရပြီ ဟုတ်ကဲ့ အောင်စေပိုင်းစေနိုင်စေ အောင်စီပိုင်းစီနိုင်စီပဲပါဦးရဲငယ်ဆောင် ဝါဘာလို့ချင်းနေဆိုတာတော့ ဒီလေဆရာအဲ့တချင်းဆိုခိုင်းတာလား ဆရာအောင်နေမနေနိုင်ရတဲ့ချင်းလား ဟာမဟုတ်လေ ဟဲ့
ငါဒိတ်တိုင်းငါလောက်တာလေ အထိတ်တန်နဲ့လောက်တာ ဆရာဒိတ်တယ်ဆရာလုံးနေတာလေနားမလဲဘယ်နဲ့ရှော့တော့ပြန်ဟုတ်ကဲ့ဆရာအထိတ်တယ် ဒါနဲ့ ပြန်လဲဟုတ်ကဲ့ လက် ဆရာဟိုကျွန်တော်အောင်ဟိုက်လိုက်ရင် အောင်ပြီအောင်ပြီအောင်ပြီ အောင်ပြီလားကျွန်တော်စေးအောင်မအောင်ကျွန်တော်ဘယ်လိုစမ်းသပ်လို့ရလဲ နေအောင်မင်းကငါစမ်းသက်ပေးမယ် ဟုတ်ကဲ့မလေးဆရာအုတ်နေကြီးလေးဆရာတုံးပြီးထားပြီလေဒီအုတ်နေကြီးဆရာနေပြီးပါမလား ငါအထိတ်တဲ့နဲ့လောက်ထားတာ အထိတ်ထားတာ ဘာမှမဖြစ် ဟုတ်ကဲ့စမ်းမယ် မကြောက်နဲ့လေစေး တုံးပြီးထားပြီစမ်းမယ်စမ်းမယ်အုတ်နေကြီးဘာဖြစ် မင်းကဘာမှမဖြစ်ဘူးလား ဘာဖြစ်မနာဘူးမနာဘူး အောင်ပြီ အောင်ပြီအောင်ပြီမင်းတို့အောင်ပြီအောင်ပြီသွားမယ်အောင်ပြီသွားမယ်သွားမယ် တဲ့ရအဲ့ဒါဆိုကျွန်တော်လည်းထိုးမယ်ဆရာကျွန်တော်လည်းထိုးမယ်ကျွန်တော်လည်းထိုးမယ်ဆရာဟုတ်ကညုံမီးရှိသွားလို့မရကျွန်တော်လည်းထိုးမယ်ဆရာ ဘာမှမဖြစ်ကြ အောင်ပါပြီအောင်ပါပြီအောင်ပါပြီ ဟာအယူတွေငါဒိတ်တန်နာတဲ့အုံးကြီးကရအတူကွာအတူဟာအယူတွေဟာ နေကော လာတော့မှညုံပြီဘာဖြစ်လို့လဲ ကိုသားရဲ့အဲ့လောက်ထိအစ်စ်မြေးပါနဲ့ကိုကြီးတို့အကြောင်းလည်းသိတယ်မလား ဟာဒီမှာမင်းကိုတွေဘာဖြစ်လို့မင်းကြောက်နေတာလဲ ကြောက်ရတာဗောကိုကြီးရဲ့ ဟာဒီမဲ့သူတို့လူဆိုးလူမိုက်ရှာလဲကိုတက်သိတယ်အေးဒါမဲ့ငါလူဆိုးလူမိုက်တော့မဟုတ်ဘူးဒါပေမဲ့သူတို့ကငါကြောက်စရာမလိုတဲ့အားသာချက်တွေငါမှရှိတယ် အမလေးဘာရော မသိဘူးလားညုံပြီကိုမင်းကိုလာခိုးတယ်ဆိုတာတတိရှိလို့မဟုတ်ဘူးတဲလေးရဲ့ကိုထိုးထားတဲ့ဆေးအောင်ထားလို့ကိုဆေးတွေအောင်ထားလို့ ဟိုဘာသေးထိုးတာတော့ တုတ်ပြီးဓာပြီးဆေးကိုဒီကြောကုန်းမှာထိုးထားတယ်ဒုံးနဲ့လည်းဘာမှမဖြစ်ဘူးဒါနဲ့ကိုလည်းမသိဘူးတဲလေးရဲ့ အမေတကယ်လားကိုသားရဲ့ ဟာတဲလေးရဲ့တကယ်ပြောတာဗောတဲလေးရဲ့အဲ့ဒီဆရာကြီးပါကျဲတကယ်စွမ်းတာတော့သူထိုးပေးလိုက်တဲ့အချိန်မှာကြောကုန်းမှာစစ်ပြင်းကနေပြက်ထိုက်တော့နောက်လေကြောင့်အုတ်နေကင်းနဲ့ကိုကောင်း3လေးချက်လောက်ရိုက်တာခေါင်းလည်းမကွယ်ဘူးနာလည်းမနာဘူးအဲ့တော့ကိုစေးအောင်ပြီလေ ဒါဆိုညိုမအားကလို့ရ အေးဟုတ်တယ်တော့အာကိုရကဲအဲ့တော့ညမနဲ့ကိုနဲ့အဝေးကပေါက်ထွက်သွားကြမလား ဟဲ့ကစေးကမင်းတယောက်တည်းထိုးထားတာမဟုတ်ဘူးလေငါလဲထိုးထားတာဟဲ့ငါလဲထိုးထားတာ ဟဲ့မင်းစေးထိုးတာပဲကွာဒါပေမဲ့ငါမင်းတက်အရင်ထိုးပြီးတော့မင်းတက်ငါအရင်စေးအောင်ပြီးသွားတာဟဲ့မင်း respect ထားငါရင်ခေါ်ရမလား မရဘူးလေညိုလေးညိုလေးပြောတော့ဟောရီကသွားခေါနဲ့ကောင်လေးကိုချစ်တယ်ဆို ဖီး ဟမ်ဟဲ့ဘာလို့လဲ မင်းကွာလူနဲ့သွားနဲ့မတိုက်ဘူးနော်ညုံမီအဲ့ဒီကောင်စကားတွေမင်းနားမကြောင်နဲ့နော်နေပေါင်းမင်းနဲ့ညုံမီနဲ့ဘာဘာညာရှိတာလို့လား ဟာသူငါ့ကိုဖြေပေးပြီငါ့ကိုချစ်တယ်တဲ့မေးကြည့်ဦး နည်းနည်းပါကိုရှိ နင်းနေပေးလို့ရမလားအဖေပြတဲ့နင်းနေများလုံးလို့များနင်းအဖေပြအမီးလို့များတော့ပေးနေလားဟဲ့ညုံမီနေဗျာမတာမလုံးနဲ့နော်ဟိုသူ့ကိုရွေးပါလားနေငါ့ကိုရွေးပါလားနေဆုံးဖြတ် ညိုမီလေးကိုရှိခေါကိုလည်းချစ်တယ်ကိုတက်ကိုလည်းမခွဲနိုင်ဘူး ဩနှစ်ယောက်ပေါင်းပေါ့အဲ့လိုလုံးလို့ရမလားလို့နေအဲ့လိုမလုံးနဲ့နေတရားဆိုတရားရွေးနော်ဒီမဲ့အသားကြီးကိုရှင်းမလားသွားရည်ချင်းကိုရှင်းမလားဟမ်ငါတော့ငါအင်တီတင်းငါအထဲမှာနေတာလူကထိုင်တာသွားအင်ရှေးရောက်နေတဲ့ကောင်အဲ့ဒီကောင်နေရွေးမလား ကျန်တာပြောဟဲ့အောင်သွားဟုတ်ထဲမပြောနဲ့အဲ့သွားမင်းခုန်နေလို့လားဟဲ့ မင်းငါခုံးလို့ရမလားကွာ ပါအောင်ညိုမီလားကိုတို့နှစ်ယောက်ကြမှာဘာလို့မှမသိတော့ဘူး ဟာညမီဘာလို့မသိတယ်ဘာမှလုံးနေတယ်မင်းတို့ကောက်ခွဲနိုင်တယ်ကွာဒုတ်ပြီးတာပြီးစင်ငါထိုးတယ်နာနဲ့လိုက်ခဲ့ ဟဲ့ငါလည်းပြီးတယ်လေ ဟဲ့မင်းပြီးတာမင်းတော့မပြီး ငါလည်းပြီးတယ်လို့နေဦးနော် ပြီးတယ်ဟောမနော် ဟဲ့အောင်ငါညီမတော့လို့လိုက်ဆက်လို့ပြောငါညီမတို့ သူ့ကိုလူမိုက်တယ်ငါကြောက်တယ် ကြောက်တယ်နော် ဟာရှင်တို့ပြောဒုပိတာပိစိထိုးထားကြတယ်ဆိုဘာလို့ကြောက်နေရလဲ ဟုတ်တယ်လေကွာ ဟုတ်တယ်လေ တပီတာပီသေးထိုးထားလေ လာပါလိမ့်စီလာခဲ့ချော ဟာကြောက်စရာမလိုတော့ဒီချိန်မှာမင်းနဲ့ငါနဲ့ပြန်စီးလုံးရမယ် ဘာလဲဟာမျိုးကောင်တွေကဇိုးတယောက်ရဲ့ညီမအောင်တော့ဆွဲလာရင်လာမခန့်လေးစားလုပ်ရဲတာမင်းတို့တက်တိနေတဲ့တက်တိတော့မဟုတ် ဟဲ့ဟာ ငါသားမင်းဘယ်လိုရှောက်နေရတော့ ဟဲ့ငါတို့စိတ်ထိုးထားလေဒီကောင်စိုက်နေရှောက် ဟဲ့အဲ့မဆိုင်နဲ့မင်းပုံစံအဲ့ဒီစိုက်ပုံစံမပေါက်ဘူးနည်းနည်းတောင်းတောင်းဖြောင်းဖြောင်းရှောက်လေ ဟုတ်လားအေးရ အေးအဲ့ဒါကြီးတော့လေဖြတ်နေတယ်လို့ပဲလေကွာလူမိုက်ရှိမှမင်းဘယ်လိုလုပ်နေရလဲစိတ်ထိုးထားရနော် ဟဲ့မင်းအပြောဆိုဆင်ញင်လိုက်နော်အေး
မင်းဇိုးလားလူမိုက်လားဝါစားပလိုက်လို့ရတယ်အနေထားရင်မင်းမသိသေးပါဘူး နားမလဲဘူး ဟာမင်းတို့ကောင်ရိုက်ခွဲလိုက်မှာနော် ဟဲ့ရရိုက်ခွဲတယ်မခွဲတယ်မပြောနဲ့အရင်လိုမဟုတ်တော့ဘူးမတနာနဲ့တော့အရင်လိုမဟုတ်တော့ဘူး ဟာလေမင်းတို့အရင်ကောင်းအောင်ပြင်အမိကုန်တာအခုဆောင်းကြွပြီလားအမောက်ထောင်တာဟာလား အမောက်ထောင်တာသိကျင်တယ်ပေါ့ အဲ့ဘာထောင်တာဘာအမောက်ထောင် ဘာထောင်တာသိကျင်တယ်ပေါ့ သိတယ် ဟဲ့ရအသိ သိကျင်တယ် အသိမရှင်းတော့ဘူးလေ ဟောသိချင်တယ် အသိကျင်တယ်သိကျင်တယ်ဟုတ်ပြီဟဲ့ရဘာလို့အမောက်ထောင်တာလဲတဲ့ငါတို့အမောက်ထောင်တဲ့အကြောင်းကိုမရှင်းပြလိုက်ကွာ ဘာလို့အမောက်ထောင်တာလဲဆိုတော့ဂျယ်လူးထားလို့ အေးပေါ့အောင်ဒီအမေလေးဂျယ်လူးထားလို့ ဟမ် မင်းငကားမသိရအမောက်ထောင်တဲ့အကြောင်းကြီးမြစ်တီစပင်းထောင်ထောင်ပြောတာဟုတ်ဘူး ဟောငကားမန်းသိရငကားမန်းသိရအမောက်ထောင်ပြနေတာစေးထိုးထားတယ်စေးထိုးထားတယ် ဘာစေးလဲအကျော်စေးလား ဘာသေးလဲတဲ့အကျော်သေးလားလေ ဟုတ်တယ်အားမရှိလို့အကျော်စီထိုးတာလို့ အားပြော့နေလို့အကျော်သေးထိုးတာ ငါကန်ချတာဦးမယ် ဘာတော့ အကျော်စီမဟုတ်လေတုတ်ပြီးထားပြီး ဒိုဘီဒါဘီသေးတွေထိုးထားတာ အဲ့ဒီစေးအကြောင်းသိအောင်မင်းကောင်းကရိုက်ခွဲကြမှာ ခွဲလိုက်စမ်း ခင်ဗျတကယ်ရိုက်မယ်ဆိုရင်အားထက်ရိုက်နော်အားပပရိုက် ဟဲ့ငါသက်ဟိုငါရိုက်မှလीမင်းဘာလို့အားထည့်ခိုင်းနေတော့ ဟာမင်းဘာတွေတွေးကြောက်နေတာလဲဘာမှကြောက်စရာမလိုဘူးသူ့တက်မာကြောတဲ့အုံနီကဲနဲ့အစစ်စစ်ရိုက်တော့ငါတို့ခေါင်းတွေဘာမှမဖြစ်တာတီတုံးလေးရိုက်ရင်အဲ့တော့ကျိုးအောင်မယ် ဟုတ်တယ်ရရင်ခွဲအောင်ရိုက်နော်ကျုပ်ကောင်းမခွဲရင်ခမ ्या ကြီးကောင်းပြန်ခွဲမှာနော် အဲ့ဒါကိုကြိုက်တာ ရိုက်စမ်း ဘာလဲအဲ့ဒီကောင်အောင်သွားရင်ပါလားငါပြောပါတယ်ဒုတိဒါပီစီထိုးတာပါတယ်ကဲအဲ့တော့ခမကြောက်ကောင်းရိုက်ချင်ဟိုကောင်မရောက်သွားအဲ့ကောင်မရောက်ဟမ်ဘာဖြစ်လဲတော့တွေးအော်ဟာဒီကောင်ကဆေးမအောင်တာကြောက်နောက်မှထိုးလို့ဒီကောင်ဆေးမအောင်တာရတယ်ညွန့်မီမကြောက်နဲ့ဒီကောင်ကိုမင်းရွေးချယ်လိုက်တာမင်းမှားသွားမယ်နော်ကဲအခုခမကြောက်ကိုဘာလုပ်ချင်လဲဘာဖြစ်ချင်လဲ စောင့်ကြည့် စောက်ကြည့်နေ စောင့်ကြည့် အဆိုင်ပါလားအဆိုင်မတော်ပြီမင်းနောက်ဆောက်အားနေရိုက်ဒီမဲ့ဒါမှလည်းသိလား ဂျိုးဆောင် အေးဂျိုးဆောင်အဲ့ဂျိုးဆောင်ဟတ်တက်ခွဲအောင်ရိုက်စား ဟုတ်ပြီ ရဟဲ့ထရိုက်ပါဦးထရိုက်ပါဦး ကြိုက်တယ် အဲ့လည်းခဏလေးဆိုသည်နဲ့ပါလေတွေးလေမင်းတော့ကပေးတာလား ဟဲ့မင်းကောင်းကကြာနေတာ ဟာကောင်းဟတ်တယ်ကြီးကွယ်သွားပြီဟာငါကောင်းကွယ်သွားတာအစိကပုံပြုံးစိကအကိုတတ် ဟဲ့ပါချင်း မစိကပုံပြုံးမတွေးလွင်သိမ်းပါဆိုလို့လေ နောက်တစ်ချက် ခွေးမဲကောင်းရောက်ကွယ်သွားတာဟဲ့ငါကောင်းကွယ်အမေတို့လည်းသိနေလားမသိဘူး သုံးနှင်းဝေ တို့နေဝင် ညီမလေးမင်းတို့ဖက်လာခဲ့ ဟိုတော့နေမကျွန်တော်တို့ညုံမီလို့ခေါ်တာကိုကြီး နောက်တစ်ခါမင်းအနေတိုင်းစင်ကျင် ဟုတ် စင် ကဲ့ ကျင် ကိုကြီးမလောက်တာ လာခဲ့နေ စီကံသွားလိုက်နော် ဘောမေးလေဘာလဲကောင်းနေတော့ဘူးလေဒုံမီတာပြီးသေးစွမ်းနေဆိုလို့တယောက်တစ်ချက်မှရိုက်လိုက်တာဒုံနဲ့အဲ့လိုဖြစ်သွားတာမဟုတ် အဲ့ဒါကပြောတယ်မြို့ပြရိုက်ပါလို့ပြရိုက်ပါလို့ငါပြောတယ် လက်မပါတယ်လက်မပါတယ်